ပြုရာကြံခန်းကြီး17အငယ်1မှ49တဖန်ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ကိုခေါ်တော်မူ၍သင်တို့သည်ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာမြေကြီးပေါ်မှရှိသောသားတကားတို့တွင်ခွာကွဲပြား၍စမြုံပြန်သောသားများကိုသင်တို့သည်စားရသောခွင့်ရှိသို့တော်လည်းစမြုံပြန်သောသားခွာကွဲပြားသောသားတို့တွင်မစားရသောသားဟုမူကားကလအုပ်သည်စမြုံပြန်သောလဲခွာမကွဲပြားသောကြောင့်တင်တို့၌မစင်ကြဲရှာဖန်သည်စမြုံပြန်သောလဲခွာမကွဲပြားသောကြောင့်တင်တို့၌မစင်ကြဲအာရဏဘတ်သည်စမြုံပြန်သောလဲခွာမကွဲပြားသောကြောင့်တင်တို့၌မစင်ကြဲဝတ်သည်ခွာကွဲပြားသောလဲစမြုံမပြန်သောကြောင့်တင်တို့၌မစင်ကြဲထို့သောတိရစ္ဆာန်အသားကိုမစားရအသေးကောင်ကိုလည်းမထီရမစင်ကြယ်ဟုသင်တို့မှတ်ရကြမည်ပင်လေရေမြစ်ရေအစရှိသောရေ၌နေသောတိရစ္ဆာန်တကားတို့တွင်အရက်နှင့်အချေးရှိသောတိရစ္ဆာန်ကိုသာစားရမည်အရက်နှင့်အချေးမရှိပင်လေရေမြစ်ရေအစရှိသောရေ၌လှုပ်ရှားလျက်အသက်ရှင်လျက်နေသောတိရစ္ဆာန်ရှိသမျှတို့သည်တင်တို့၌ယွန်ရှာဖွယ်ဖြစ်ရကြမည်အရက်အကျေးနှင့်မပြည့်စုံသောရေတရိษံအသားကိုတင်တို့သည်မစားရသူတို့အသေးကောင်ကိုလည်းယွန်ရှာရကြမည်တင်တို့သည်ယွန်ရှာဖွယ်မှတ်၍မစားရသောငှက်မျိုးဟုမူကားရွှေလင်းတာပင်လယ်လင်းတာလင်းယုံတာဟာစွန်မျိုးကြီးမျိုးရှိသမျှကလအုပ်ငယ်ငှက်ဆိုဥပြိုင်သိမ်းမျိုးဇီးကွက်ဂျိုဂျာဣဘိတ်ငှက်ကြာဝန်ပိုဝန်လိုတော်ငန်ဒုံးဆန်မျိုးဒုံးကလာလင်းနိုးမှစ၍အတောင်ရှိလျက်ခြေလေးချောင်းနှင့်တွားသက်သောတိရစ္ဆာန်မျိုးရှိသမျှတို့သည်တင်တို့၌ယွန်ရှာဖွယ်ဖြစ်ရကြမည်တို့ရာတွင်အတောင်ရှိလျက်ခြေလေးချောင်းနှင့်တွားသက်၍မြေပေါ်မှာခုန်စရာဖို့အခြားခြေထက်ရှည်သောခြေထောက်ရှိသောတိရစ္ဆာန်တို့တွင်အာရဘဂျိုင်းမျိုးတလောင်ဂျိုင်းမျိုးခရာဂရဂျိုင်းမျိုးခါဂတ်ဂျိုင်းမျိုးကိုစားရမည်အတောင်ရှိ၍ခြေလေးချောင်းနှင့်တွားသက်သောတိရစ္ဆာန်တို့သည်တင်တို့၌ယွန်ရှာဖွယ်ဖြစ်ရကြမည်ထိုတိရစ္ဆာန်အဖြစ်တင်တို့စင်ကြယ်ခြင်းပြတ်တည်၏သူတို့အသေးကောင်ကိုထိတော်သူသည်ညဦးတိုင်အောင်မစင်ကြဲထိုအသေးကောင်ကိုဆောင်သွားသောသူသည်မိမိအဝတ်ကိုလျှော်ရမည်ညဦးတိုင်အောင်လည်းမစင်ကြဲခွာမကွဲပြားသောတိရစ္ဆာန်စမြုံမပြန်သောတိရစ္ဆာန်ရှိသမျှတို့သည်တင်တို့၌မစင်ကြဲသူတို့အသေးကောင်ကိုထိသမျှသောသူတို့သည်မစင်ကြဲကြခွာမရှိသောသားအမျိုးမျိုးတို့သည်တင်တို့၌မစင်ကြဲကြသူတို့အသေးကောင်ကိုထိတော်သူသည်ညဦးတိုင်အောင်မစင်ကြဲသူတို့အသေးကောင်ကိုဆောင်သွားသောသူသည်မိမိအဝတ်ကိုလျှော်ရမည်ညဦးတိုင်အောင်လည်းမစင်ကြဲမြေပေါ်မှာတွားတတ်သောတိရစ္ဆာန်တို့တွင်ပွေကြွက်အိမ်မြောင်မျိုးတောက်တဲ့မွေပါတင်ချော်ပရက်ပုတ်တင်တို့သည်တင်တို့၌မစင်ကြဲကြသူတို့အသေးကောင်ကိုထိတော်သူသည်ညဦးတိုင်အောင်မစင်ကြဲထိုအသေးကောင်သည်တစ်ခွက်အဝတ်အရေးအမွေးအိတ်အစရှိသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျင်ထိုအသုံးအဆောင်မစင်ကြဲရေ၌ညစ်ရမည်ညဦးတိုင်အောင်လည်းမစင်ကြဲထိုနောက်စင်ကြဲလိမ့်မည်မြေခွက်တစ်စုံတစ်ခုပေါ်သို့အသေးကောင်ကျလျင်ထိုမြေခွက်မစင်ကြဲသောကြောင့်ခွဲရမည်ထိုမြေခွက်ရည်သည်စားစရာအမဲသားပေါ်သို့ကျလျင်အမဲသားမစင်ကြဲထိုမြေခွက်၌တောက်စရာရည်လည်းမစင်ကြဲအကျဉ်အရာပေါ်၌ထိုအသေးကောင်ကျ၏ထိုအရာသည်မီးဖိုဖြစ်စေခုံလောက်ဖြစ်စေမစင်ကြဲရသို့ရောက်၍တင်တို့၌မစင်ကြဲသောကြောင့်ဖြိုဖျက်ရမည်တို့ရာတွင်ယေစုဝေးရာစမ်းရည်တွင်တူးသောရည်တွင်သည်မစင်ကြဲရသို့မရောက်အသေးကောင်ကိုထိမိသောအရာသာမစင်ကြဲရသို့ရောက်တတ်၏ကျဲစရာမျိုးစေ့အပေါ်၌ထိုအသေးကောင်ကျလျင်
မျိုးစေ့သည်မစင်ကြယ်ရသို့မရောက်ရေ၌စိန်ထားပြီးသောမျိုးစေ့အပေါ်၌ထိုအသေးကောင်ကြလျင်မျိုးစေ့သည်တင်တို့၌မစင်ကြယ်တင်တို့စားအပ်သောတိရစ္ဆာန်သည်လျင်အသေးကောင်ကိုထိမိသောသူသည်ညဥတိုင်အောင်မစင်ကြယ်ထိုအသေးကောင်ကိုစားသောသူသည်မိမိအဝတ်ကိုလျှော်ရမည်ညဥတိုင်အောင်မစင်ကြယ်ထိုအသေးကောင်ကိုဆောင်းသွားသောသူသည်လည်းမိမိအဝတ်ကိုလျှော်ရမည်ညဥတိုင်အောင်မစင်ကြယ်မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည်ယွန်ရှာပွဲဖြစ်၍တင်တို့မစားရခြေမရှိဝမ်းဖြစ်သွားသည်ဖြစ်စေခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေခြေလေးချောင်းမကများသောခြေဖြင့်သွားသည်ဖြစ်စေမြေပေါ်မှာတွားတတ်သောတိရစ္ဆာန်တစ်စုံတစ်ခုကိုမျှမစားရယွန်ရှာပွဲဖြစ်၏တွားတတ်သောတိရစ္ဆာန်တစ်စုံတစ်ခုအားဖြင့်တင်တို့သည်ကိုယွန်ရှာပွဲမဖြစ်စေရထို့သောအားဖြင့်ကိုညင်ညူးအောင်ကို၌မစင်ကြယ်သည်ကိုမပြုရငါသည်တင်တို့ဖျားသခင်ထာဝရဖျားဖြစ်၏ငါသည်တန့်ရှင်းသောကြောင့်တင်တို့လည်းကိုတန့်ရှင်းစေ၍တန့်ရှင်းခြင်းရှိရကြမည်မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်တစ်စုံတစ်ခုအားဖြင့်မျှတင်တို့သည်ကိုမညစ်ညူးစေရကြငါသည်တင်တို့၏ဖျားသခင်ဖြစ်ခြင်းကတင်တို့ကိုအေဂုတုပြည်မှကယ်နှုတ်သောထာဝရဘုရားဖြစ်၏ငါသည်တန့်ရှင်းသောကြောင့်တင်တို့သည်တန့်ရှင်းခြင်းရှိရကြမည်ဤ၍ကစင်ကြယ်မစင်ကြယ်စားအပ်မစားအပ်သောတိရစ္ဆာန်တို့ကိုပိုင်းခြားစေခြင်းကသားငှက်ရေ၌သွား၍အသက်ရှင်သောတိရစ္ဆာန်မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်ရှိသမျှနှင့်ဆိုင်သောတရားဖြစ်သည်ဟုမိန့်တော်မူ၏ဝတ်ပြုရာကျမ်းအခန်းကြီး30နှင့်အငယ်1မှ8တဖန်မောရှေအားထာဝရဘုရားကသင်သည်ဣသရေလအမျိုးသားတို့အားဆင်းဆိုရမည်မှာမိန်းမသည်ပရိသတ်ယူ၍သားယောက်ျားကိုဖွားမြင်ပြီးလျင်ဥတုရောက်၍9 ရက်မစင်ကြယ်တကယ်သို့9 ရက်မစင်ကြယ်နေရမည်အထမနေ့၌သားယောက်ျားအားအရေဖျားသီးခြင်းကိုပြုရမည်ထို့နောက်အမိသည်စင်ကြယ်စေခြင်းနှင့်ဆိုင်သောအသွေးရှိ၍အရက်33ရက်ပတ်လုံးနေရမည်စင်ကြယ်စေခြင်းနေ့ရက်မစေ့မီတိုင်အောင်တန့်ရှင်းသောအရာကိုမကန်ရတန့်ရှင်းရာဌာနတော်သို့မသွားရသားမိန်းမကိုဖွားမြင်လျင်ဥတုရောက်တဲ့ကဲ့သို့14ရက်ပတ်လုံးမစင်ကြယ်နေရမည်စင်ကြယ်စေခြင်းနှင့်ဆိုင်သောအသွေးရှိ၍အရက်66ရက်ပတ်လုံးနေရမည်သားယောက်ျားဖြစ်စေမိန်းမဖြစ်စေစင်ကြယ်စေခြင်းနေ့ရက်ကာလစေသောအခါမီးရှို့ရာရစ်ဖို့အခါမလဲသောသိုးတငယ်တကောင်အပြစ်ဖြေရာရစ်ဖို့ဂျိုးကလေးတကောင်သို့မဟုတ်ခိုတကောင်ကိုပရိသတ်စည်းဝေးရာတဲတော်တကားရှိရစ်ပရောဟိတ်ထံသို့ဆောင်ခဲ့ရမည်ရစ်ပရောဟိတ်သည်ထာဝရဘုရားရှိတော်၌ပူဇော်၍ထိုမိန်းမအဖို့အပြစ်ဖြေခြင်းကိုပြုသဖြင့်သူသည်အသွေးသွန်ခြင်းအပြစ်မှတန့်ရှင်းရလိမ့်မည်သိုးတငယ်ကိုမတတ်နိုင်လျင်ခိုနှကောင်ဖြစ်စေဂျိုးကလေးနှကောင်ဖြစ်စေမီးရှို့ရာရစ်ဖို့တကောင်အပြစ်ဖြေရာရစ်ဖို့တကောင်ကိုဆောင်ခဲ့၍ရစ်ပရောဟိတ်သည်သူ့အဖို့အပြစ်ဖြေခြင်းကိုပြုသဖြင့်သူသည်တန့်ရှင်းရလိမ့်မည်ဤ၍ကသားယောက်ျားသားမိန်းမကိုဖွားမြင်သောအမိနှင့်ဆိုင်သောတရားဖြစ်သည်ဟုမိန့်တော်မူ၏73ခုမြောက်သောစာလံကျမ်းအပိုင်ငယ်1မှ6အိုထာဝရဘုရားအကျွန်ုပ်ကိုအလျံမမှတ်ပဲအဘယ်မျှကာလပတ်လုံးမေ့လျော့တော်မူမည်နည်းအဘယ်မျှကာလပတ်လုံးမျက်နာတော်ကိုကွယ်ထားတော်မူမည်နည်းအကျွန်ုပ်သည်အစဉ်ဝမ်းနည်းလျက်အဘယ်မျှကာလပတ်လုံးတွေးတော်သောစိတ်ရှိရပါမည်နည်းအကျွန်ုပ်၏ရန်သူသည်အဘယ်မျှကာလပတ်လုံးအကျွန်ုပ်ကိုအုပ်ဆိုးရပါမည်နည်းအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်စကားကိုမျက်နာပြု၍နားထောင်တော်မူပါအကျွန်ုပ်မျက်စိကိုလင်းစေတော်မူပါသို့မဟုတ်လျှင်အသေးအိပ်ပျော်ခြင်းသို့ရောက်ရပါမည်အ
ကျွန်ုပ်၏ရန်သူကငါနိုင်မည်ဟုဆို၍အကျွန်ုပ်ကိုနှောက်ယှက်တော်သူတို့သည်အကျွန်ုပ်လှုပ်ရှားသည်ကိုဝမ်းမြောက်ကြပါလိမ့်မည်အကျွန်ုပ်သည်ဂိယူနာတော်ကိုယုံကြည်ပါ၏ကဲတင်တော်မူခြင်းအရာ၌နှလုံးရွှင်လန်းပါလိမ့်မည်အကျွန်ုပ်၌ကျေးဇူးပြုတော်မူသောကြောင့်ထာဝရဘုရားကိုထောမနာသခြင်းဆိုပါမည်14ခုမြောက်သောစာလံကျမ်းအပိုင်ငယ်1မှ9ဘုရားသခင်မရှိဟုမှိုက်တော်သူသည်ထင်တတ်၏ထိုသို့သောသူတို့သည်ဆွေးမြေ့ယိုယွန်း၍ဆက်ဆုပ်ဖွယ်သောမှုကိုပြုတတ်ကြ၏ကောင်းသောမှုကိုပြုသောသူတယောက်မျှမရှိနားလည်သောသူဘုရားသခင်ကိုရှာသောသူတစုံတယောက်ရှိသည်မရှိသည်ကိုသိမြင်ခြင်းကထာဝရဘုရားသည်ကောင်းကင်ပေါ်ကလူသားတို့ကိုငုံ၍ကြည့်ရှုတော်မူ၏လူအပေါင်းတို့သည်လမ်းလွဲကြပြီတဏီတနွတ်ထဲဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏ကောင်းသောကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိမုံကိုစားတကဲ့သို့ငါ၏လူတို့ကိုကိုက်စား၍ထာဝရဘုရားကိုပထနာမပြုသောအတ္တမလူအပေါင်းတို့သည်မသိဘဲနေရကြသလောတို့ဖြစ်၍အလွန်ကြောက်လန့်ကြလိမ့်မည်အကြောင်းမူကားဘုရားသခင်သည်ဖြောင့်မတ်သောလူမျိုးဘက်၌ရှိတော်မူ၏လိမ်ချလျက်ရှိသောသူသည်ထာဝရဘုရားကိုခိုလုံသောကြောင့်သင်တို့သည်သူ၏အကြံစီကိုအရှက်ကွဲစေတတ်ကြ၏ဣသရေလမျိုးကိုကယ်တင်ခြင်းကျေးဇူးတော်သည်ဇိအုန်တောင်ပေါ်မှပေါ်ထွန်းပါစေသောတိမ်သွားခြင်းကိုခံရသောလူမျိုးတော်ကိုတဖန်ထာဝရဘုရားသည်ဆောင်ခဲ့တော်မူသောအခါယာကုပ်သည်ဝမ်းမြောက်ခြင်းဣသရေလသည်လည်းရွှင်လန်းခြင်းရှိလိမ့်မည်သုတ်တန်ကျမ်းခန်းကြီး26အငယ်1မှ28နှွေကာလ၌မိုးပင်ကဲ့သို့၎င်းစပါးရိပ်ရာကာလ၌မိုးရေကဲ့သို့၎င်းမိုက်တော်သူသည်ခုံအသေးကိုမခံသင်စာငှက်သည်အရရလှဲ့လေ၍ဇရက်သည်လည်းပြန်သွားသကဲ့သို့ထိုနည်းတူအကြောင်းမရှိသောကျိန်ဆဲခြင်းသည်မသိမရောက်တဲ့မြင်းဖို့နေတံမြည်ဖို့ဇက်ကြိုမိုက်တော်သူ၏ကြောဖို့ကျိန်လုံးသည်တင်ပေ၏မိုက်တော်သူ၏သဘောသို့လိုက်၍သူ၏စကားကိုမချေနှင့်ထိုသို့ချေလျင်သူနှင့်တူလိမ့်မည်မိုက်တော်သူ၏သဘောသို့လိုက်၍သူ၏စကားကိုချေလော့သို့မဟုတ်သူသည်ဝါကြွားသောစိတ်ရှိလိမ့်မည်မိုက်တော်သူတွင်မှားလိုက်တော်သူသည်ကိုချေကိုဖျက်၍အကျိုးနည်းရှိ၏တုတ်တန်စကားကိုမိုက်တော်သူပြောခြင်းသည်ခြေစွန့်သောသူ၏ခြေကြွခြင်းကဲ့သို့ဖြစ်၏မိုက်တော်သူကိုချီးမြှောက်ခြင်းသည်ကြောက်ပုံ၌ကြောက်မြတ်ကိုပစ်ထားခြင်းကဲ့သို့ဖြစ်၏စူးသည်ရစ်မှုသောသူ၏လက်ကိုစူးတကဲ့သို့တုတ်တန်စကားသည်မိုက်တော်သူ၏နှုတ်၌ရှိ၏ကြီးသောသူသည်ခတ်သိမ်းသောသူတို့ကိုတုန်လှုပ်စေတတ်၏မိုက်သောသူနှင့်ပြစ်မှားတတ်သောသူတို့ကိုစေသုံးတတ်၏ခွေးသည်မိမိအံဖက်ကိုပြန်၍စားတကဲ့သို့မိုက်သောသူသည်မိုက်သောအကျင့်ကိုပြန်၍ကျင့်တတ်၏ငါသည်ပညာရှိဟုထင်သောသူရှိလျင်ထိုသူ၌မျောလင့်စရာအခွင့်ရှိသည်ထက်မိုက်သောသူ၌တာ၍မျောလင့်စရာအခွင့်ရှိ၏ပြင်းရသောသူကအိမ်ပြင်မှခြင်းသေးရှိ၏လမ်းတို့၌ခြင်းသေးရှိ၏ဟုဆိုတတ်၏တကားရွက်သည်စရွေး၌လဲတကဲ့သို့ပြင်းရသောသူသည်အိယာပေါ်မှလဲတတ်၏ပြင်းရသောသူသည်မိမိလက်ကိုအိုး၌သွင်းတော်လဲတဖန်နှုတ်၍မိမိပါးစပ်သို့ခွင့်ရလျင်စိတ်ညစ်တတ်၏ပြင်းရသောသူကငါသည်အကျိုးအကြောင်းကိုပြတတ်သောသူ9ယောက်ထက်သာ၍ပညာရှိသည်ဟုကိုထင်တတ်၏လမ်း၌လျှောက်သွား၍မိမိမဆိုင်သောမှုကိုရောနှောသောသူသည်ခွေးနှရွက်ကိုကင်ဆွဲသောသူနှင့်တူ၏ငါကြည်စားယုံမျှသာပြုသည်ဟုဆိုလျက်မိမိအိမ်နီးချင်းကိုလှည့်စားသောသူသည်မိစများတေဘေးကိုပြစ်တတ်သောအယူနှင့်တူ၏ထင်းမရှိလျင်မိသေးတတ်တကဲ့သို့ကုန်းတိုက်သောသူမရှိလျင်ရန်ငိမ့်တတ်၏မိခဲချင်းပြုတကဲ့သို့၎င်းထင်းသည်မိကိုမှွေတကဲ့သို့၎င်း
ရန်တွေးတတ်သောသူသည်ခိုက်ရန်မှုကိုပြုစုတတ်၏ကုန်းတိုက်သောသူ၏စကားသည်မြိန်သောခဲပွေစားပွေကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏ချစ်အားကြီးသောနှုတ်နှင့်စိုးညစ်သောစိတ်နှလုံးသည်ချော်မွမ်းမှန်သောအိုးချမ်းနှင့်တူ၏အညှိုးထားသောသူသည်နှုတ်ဖြင့်လျှို့ဝှက်၍ကိုယ်အထဲမှလှည့်စားသောသဘောကိုဝှက်ထားတတ်၏ထိုသို့သောသူ၏စကားသည်ချိုတော်လဲမယုံနှင့်သူ၏စိတ်နှလုံးထဲမှဆက်ဆုပ်ယွန်ရှာဖွယ်သောအရာ9ပါးရှိ၏အညှိုးထားခြင်းကိုလှည့်စားခြင်းအပြင်ဝှက်ထားသောသူ၏ဒုစရိုက်အဖြစ်သည်ပရိသတ်ရှိမှထင်ရှားလိမ့်မည်တွင်တူးသောသူသည်မိမိတွင်ထဲသို့ကျလိမ့်မည်ကြောက်ကိုလိမ့်သောသူအပေါ်သို့ထိုကြောက်သည်ပြန်၍လိမ့်လိမ့်မည်မူသာပြောတတ်သောသူသည်မိမိညှင်းဆဲသောသူတို့ကိုမုန်းတတ်၏ချောမောတတ်သောသူသည်လည်းဖျက်ဆီးတတ်၏သက်သလောနိဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်1မှ28နီယကိုတို့ကပ်ကာလအချိန်များကိုတင်တို့အားရေး၍ပေးလိုက်စရာအကြောင်းမရှိအဘယ်ကြောင့်နည်းဟုမူကားတခိုးသည်ညအခါလာတကယ်သို့သခင်ဖျားကြီးနေ့ရက်သည်လာလိုက်မည်ကိုတင်တို့သည်တေချာစွာသိကြ၏ငြိမ်ဝှက်ခြင်းရှိ၏ဘေးရန်ရည်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင်ကိုယ်ဝန်ဆောင်သောမိန်းမ၌သားပွားခြင်းဝေဒနာရောက်တကယ်သို့သူတို့အပေါ်၌လျင်မြန်စွာသောပျက်စီးခြင်းရောက်၍လွတ်ခြင်းအခွင့်မရှိရကြသို့တော်လည်းညီအကိုတို့ထိုနေ့ရက်သည်တခိုးကဲ့သို့သင်တို့အပေါ်သို့ရောက်လာမည်အကြောင်းသင်တို့သည်မှောင်မိုက်၌နေကြသည်မဟုတ်သင်တို့အပေါင်းသည်အလင်းဤသာနေ့ဤသာဖြစ်ကြ၏ညဤသာမောင်မိုက်ဤသာမဟုတ်တို့ဖြစ်၍အခြားသောသူတို့သည်အိပ်ပျော်တကယ်သို့ငါတို့သည်အိပ်မပျော်ပဲတမာတတိရှိ၍ဆောင်းကြကုန်အံ့အကြောင်းမူကားအိပ်ပျော်သောသူတို့သည်ညအခါအိပ်ပျော်တတ်ကြ၏တေရီတေရက်နှင့်ရစ်မှုသောသူတို့သည်လည်းညအခါရစ်မှုတတ်ကြ၏နေ့ဤသားဖြစ်သောငါတို့မူကားတမာတတိရှိကြကုန်အံ့ယုံကြည်ခြင်းချစ်ခြင်းတည်ဟုသောရင်အုပ်တစားကို၎င်းကဲတင်ခြင်းသို့ရောက်မည်ဟုမျှော်လင့်ခြင်းတည်ဟုသောတန်ခမောက်လုံးကို၎င်းဝတ်ဆောင်ကြကုန်အံ့အမျက်တော်ကိုခံစေခြင်းကဖျားသခင်သည်ငါတို့ကိုခန့်ထားတော်မူသည်မဟုတ်ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းကိုပိုင်ရစေခြင်းကခန့်ထားတော်မူ၏ငါတို့သည်နှိုးလျက်ရှိသည်ဖြစ်စေအိပ်ပျော်သည်ဖြစ်စေထိုသခင်နှင့်အတူအသက်ရှင်မည်အကြောင်းငါတို့အဖို့အသေးခံတော်မူ၏ထို့ကြောင့်သင်တို့သည်ယခုပင်ပြုသည်နည်းတူအချင်းချင်းတိုက်တွန်း၍တယောက်ကိုတယောက်တည်ဆောက်ကြလော့ထိုမှတပါးညီအကိုတို့သင်တို့တွင်အမှုတော်ကိုဆောင်ရွက်ခြင်းသခင်ဖျားအခွင့်နှင့်အုပ်ဆိုခြင်းတတိပေးခြင်းအမှုကိုပြုသောသူတို့ကိုတိမှတ်၍သူတို့ပြုသောအမှုကြောင့်မေတ္တာစိတ်နှင့်အလွန်ချစ်ခင်လေးမြတ်မည်အကြောင်းငါတို့သည်တောင်းပန်ကြ၏အချင်းချင်းအသင့်အတင့်နေကြလောတပန်တော်ညီအကိုတို့မတရားစွာပြုသောသူတို့ကိုတတိပေးကြလောစိတ်ငယ်သောသူတို့ကိုအားပေးကြလောအားနည်းသောသူတို့ကိုထောက်မှကြလောခတ်သိမ်းသောသူတို့အားရှေသောစိတ်ရှိစေကြလောသူတစ်ပါး၌အဘယ်သူမျှရန်တုံမမူစေခြင်းကတတိပြု၍အချင်းချင်းတို့၌၎င်းခတ်သိမ်းသောသူတို့၌၎င်းကာလအစဉ်ကြိုးစား၍ကျေးဇူးပြုကြလောအစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောမချားမလတ်ဆုတောင်းပတနာပြုကြလောအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလောအကြောင်းမူကားသင်တို့သည်ထိုသို့ကျင့်စေခြင်းကယေရှုခရစ်၌ဖျားသခင်လိုတော်ရှိ၏ဝိညာဉ်တော်၏ရှိန်ကိုမငြိမ်းစေကြနှင့်ပရောဖက်ပြုခြင်းကိုမထီမဲ့မြင်မမှတ်ကြနှင့်ခတ်သိမ်းသောအရာကိုစုံစမ်း၍ကောင်းသောအရာကိုအမြဲကင်ဆွဲကြလောမကောင်းသောအမှုမျိုးမျိုးရှိသမျှတို့ကိုရှောင်ကြလောဂိမ်သက်ခြင်းရဲ့ရှင်ဖျားသခင်ကိုတော်တိုင်လေတင်တို့ကိုအကုန်အစင်တန့်ရှင်းစေတော်မူပါစေသောငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ
သင်တို့၏ကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေသောသင်တို့ကိုခေါ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံသည်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည်ညီအကိုတို့ငါတို့ဘို့ဆုတောင်းကြလော့ညီအကိုအပေါင်းတို့ကိုတန့်ရှင်းသောနှမ်းခြင်းနှင့်နှုတ်ဆက်ကြလော့ဤစာကိုတန့်ရှင်းသောညီအကိုအပေါင်းတို့အားဖတ်စေခြင်းကသခင်ဘုရားကိုတိုင်တယ်၍ငါသည်သင်တို့ကိုဒိဋ္ဌံသစ္စာပေး၏ငါတို့သခင်ယေရှုခရစ်ကျေးဇူးတော်သည်သင်တို့၌ရှိစေတည်းအာမင်သက်တော်လုံး၌ဩဝါဒစာပထမဆောင်ပြီး၏